ငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့60ဆိုတော့ကျွန်တော်တို့က50ပဲပါတာပေါ့နော်50ပဲပါတာနေတိုက်ကတော့မရဘူးပေါ့နော်ကျွန်တော်ပြောခဲ့သလိုပဲဒီတစ်ပတ်ကနည်းနည်းလေးစုံအောင်ထွက်လိမ့်မယ်ဗျာနော်စုံအောင်ထွက်လိမ့်မယ်ဆိုတော့လောလောဆယ်ကျွန်တော်တို့ဒါ10ပြီးတော့စပြီးတော့ထွက်သွားပြီပေါ့နော်ပါဝါနက်ခတ်ကျွန်တော်တို့အပူပြီးရင်တစ်ပတ်တွင်းပြန်ကြပြီးရင်ညီအကိုပေါ့နော်ကျွန်တော်ထင်တယ်စုံအောင်ထွက်လိမ့်မယ်ပေါ့နော်ကိုကတခုခုကိုပဲဒါဥတည်ပြီးတော့လိုက်ပါအားလုံးကိုဒါရောပြီးတော့လိုက်တယ်ဆိုရင်တော့ရှုံးလိမ့်မယ်ပေါ့နော်ကိုကချင့်ချိန်ပြီးတော့နည်းနည်းလေးကစားပေါ့နော်โอเคပါဒါဆိုရင်ကျွန်တော်တို့ဒါညနေခင်းပိုင်းအတွက်ပေါ့နော်ညနေခင်းပိုင်းအတွက်ဒါကျွန်တော်ရတဲ့မူလေးကိုပြန်ပြီးတော့ sharing လုပ်ပေးပါမယ်ဗျာနော်โอเคဒါဆိုရင်ကျွန်တော်ထိတ်စီးလိုင်းလေးအရင်ကြည့်ရအောင်ပေါ့နော်နည်းနည်းလေးရှုပ်ပါလိမ့်မယ်ရှုပ်တာဆိုတာကျွန်တော်ဒီအဝါတွေပေါ့နော်ဆော့ပင်နေနဲ့အများကြီးဆွဲရမှာဆိုတော့နည်းနည်းလေးရှုပ်လိမ့်မယ်ပေါ့နော်နည်းနည်းလေးတိကျလိုက်ပြီးတော့ကြည့်လိုက်ပေါ့နော်โอเคကျွန်တော်ဒီနှလုံးပေါင်းချင်း3ဒီတဲ့နော်ဒီ3ပေါ့နော်နောက်ထပ်ကျွန်တော်ကာလာအခွဲလေးနဲ့ပြပေးမယ်နည်းနည်းလေးမရှုပ်အောင်ပေါ့နော်ကျွန်တော်ချက်လိုက်တယ်ဆိုရင်ရှုပ်သွားမှာပေါ့နော်ဒီလို3လုံးပေါင်းချင်း8ပေါ့နော်3လုံးပေါင်းချင်း8 958ပေါ့နော်3သူ့ရဲ့ပါဝါကျွန်တော်တို့8ဆိုပြီးတော့ကြားတယ်နော်ဒီအောက်မှာကကျွန်တော်တို့98ပေါ့နော်နှလုံးပေါင်းချင်းဒီ3နော်ဒီ3မှာ3နှစ်ခတ်5ဆိုဒီလိုလေးရိုက်တယ်ခွန်6 3ကို2နဲ့ပေါင်းပြီးတော့ပေါ့နော်โอเคဒါဆိုရင်အောက်တပင်ကိုစစ်ပြီးတော့ကြည့်အောင်ပေါ့နော်ဒီမှာကရှိနေတာဒီ6တဲ့ပေါင်းချင်းခွန်ရှိတယ်ဗျာနော်ခွန်ဒီကျွန်တော်တို့966ပေါ့နော်662ကို9နဲ့ပေါင်းပြီးတော့ပေါင်းချင်းခွန်လို့ကျွန်တော်ထားထားရိုက်တယ်ပေါ့နော်โอเคဒီအောက်မှာစစ်ကြည့်မယ်6ကိုနှလုံးပေါင်းချင်းဒီ9ရှိတယ်ဒီမှာပါကြလဲဆိုရင်643ညနော်9ပါဝါကျွန်တော်တို့3ညဆိုပြီးတော့ကြာပါတယ်နော်ဒီမှာက46နှလုံးပေါင်းချင်းဒီပေါင်းချင်းနံပါတ်10ရှိတယ်ပေါ့နော်10ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ63ညရှိတယ်ပေါ့နော်10ဒီ10လို့တိုက်ရိုက်ကြမယ်ဆိုရင်4ထိပ်စီဆိုတာမျိုးနော်โอเค3ညပါဝါ5ဆိုရင်6ထိပ်စီဆိုတာမျိုးနော်3ညနှက်ခတ်ခွန်ဆိုရင်ကျွန်တော်1ထိပ်စီပေါ့နော်အပေါ်မှာက6ရှိတာဖြစ်တဲ့အတွက်โอเค4 9 1ဒီကျွန်တော်ဒါထိပ်စီလိုက်နော်ထိပ်စီလိုက်ပြီးရင်ကျွန်တော် break line လေးဆွဲပေးမယ်ဗျာနော်โอเค break line ကကျွန်တော်တို့ဒီ3လုံးပေါင်းချင်းပေါ့နော်အခြားကာလာကလည်းမရှိတော့ဘူးဗျာနော်မရှိတော့ဘူးဆိုတော့ကျွန်တော်โอเคဘယ်ကောင်လေးနဲ့ပြမလဲကာလာတွေကနည်းနည်းလေးကုန်နေတော့ပေါ့နော်ခဏလေးပါโอเคဒီကောင်လေးနဲ့ပေါ့နော်ဒီခါတိုင်လေးပေါ့နော်ဒီ3လုံးပေါင်းချင်းနော်ကျွန်တော်ဒီတိုင်းလေးပဲဆွဲချလိုက်မယ်ရှုပ်တယ်ဆိုတော့ဒီကောင်ပြောတာပေါ့နော်ဒါလိုကျွန်တော်ချက်တယ်ဆိုရင်တော်တော်များများဒါရှုပ်သွားလိမ့်မယ်ပေါ့နော်အစားကမကြည့်ဘူးဆိုရင်တိမှာမဟုတ်ဘူး228ပေါ့နော်228 3လုံးပေါင်းချင်းဒီ2ပါတဲ့ဒီ2ဒီကျွန်တော်တို့ဒီမှာခွန်နော်2ပါဝါခွန်လို့ရိုက်တယ်နော်โอเคကျွန်တော်တို့ဒီမှာ951နော်3လုံးပေါင်းချင်းဒီ1ပါတဲ့ဒီမှာ1နက်ခတ်8ဆိုပြီးတော့2ခွန်9နော်ကျွန်တော်တို့ဘာရိုက်သွားလဲနက်ခတ်ရိုက်သွားတယ်နော်ဒီမှာက639 3လုံးပေါင်းချင်းဒီ2ရဲ့ပါဝါဒီမှာခွန်ဆိုပြီးတော့ပေါ့နော်665နော်ဒီမှာပါဝါ10ရိုက်တယ်โอเคဒီအောက်မှာစစ်ကြည့်အောင်63ဒီက18ပေါ့နော်18ဒီမှာခွန်3ည1ပေါင်းချင်း8ဆိုပြီးတော့ဒီမှာဓာတ်ရိုက်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ4 3ည1 3လုံးပေါင်းချင်းဒီ9ရှိတယ်ပေါ့နော်3လုံးပေါင်းချင်း9ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ6နဲ့ဒီကောင်နဲ့ပေါင်းချင်းဒီပေါ့နော်ဒါ break line ကိုပဲသွားလိုက်မယ်ဓာတ်ရိုက်ကြမယ်ဆိုရင်9ဒီ9ကြမယ်ဆိုရင်6ထိပ်sorry 6 break နော်9ပါဝါ3ညဆိုရင်4 break နော်9ရဲ့နက်ခတ်ပေါ့နော်9နက်ခတ်3ဆိုရင်တော့ကျွန်တော်တို့ခွန် break နော်โอเคဒါကကျွန်တော်တို့ break line လေးနဲ့ပေါ့နော်အဓိကကျွန်တော်ရွေးပေးမှာကတော့2ကွက်3ကွက်ပဲပေါ့နော်ဒီမှာကျွန်တော်အပိတ်လိုင်းလေးပါတစ်ချက်ပြပေးမယ်နော်ခဏကနည်းနည်းလေးတော့ဘယ်လိုပြောမလဲများလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ခြုံပေးမှာပါခြုံပေးမှာဆိုတော့ကျွန်တော်ကြိုက်တဲ့ကဏ္ဍပဲပြန်ပြီးတော့ summarize လုပ်ပေးသွားမယ်ပေါ့နော်အပိတ်လိုင်းလေးကကျွန်တော်တို့ဘယ်လိုလာလဲဆိုရင်ဒီ3နဲ့နော်ဒီ3ဒီ6ဒီ9နဲ့နော်နှလုံးပေါင်းခြင်း5ဆိုပြီးတော့ကျွန်တော်နက်ခတ်နော်ဒီ2ဒီ6နဲ့เนาะပေါင်းခြင်းနဲ့ဓာတ်ရိုက်ကြတယ်เนาะဒီ3เนาะဒီ3ဒီ4တဲ့ပေါင်းခြင်း9နက်ခတ်ကြတယ်เนาะဒါဆိုရင်ဒီမှာရှိနေတဲ့နံပါတ်2ဒီ3ညနဲ့ဒီနောက်ကလုံးနေနဲ့ပေါင်းခြင်းဒီ2လို့ကြမယ်ဆိုရင်2အပိတ်เนาะ2ပါဝါခွန်ဆိုရင်လည်းကျွန်တော်တို့ရှင်းနဲ့3ညရှိတာဖြစ်တဲ့အတွက်ခွန်2နက်ခတ်4ဆိုရင်လည်း4ပေါ့เนาะကျွန်တော်ဒီမှာထည့်ပေးရမယ်เนาะဒါဆိုရင်ကျွန်တော်ဒီမှာကဒီမှာတွက်ကြိုက်တဲ့ကဏ္ဍပေါ့เนาะ
sorry နှစ်တီနှစ်ဆိုရင်ဟုတ်တယ်နှစ်ပေါ့နော်နှစ်ပါဝါခွန်နှစ်ခတ်လေးဟုတ်တယ်နော် okay ကျွန်တော်တို့ဒီမှာကပရိနဲ့တော့သွားတော့မကြိုက်ဘူးပေါ့နော်မကြိုက်ဘူးဒီတက်ကအကြိုက်ဆုံးဆိုရင်တော့ကျွန်တော်ကတစ်ခွက်နော်တစ်ခွက်6လေးနော်6လေးဆိုတဲ့ကဏ္ဍရဲ့နောက်ထပ်ဒုတိယတစ်ခွက်ဆိုရင်6နှစ်ပြီးရင်4ခွန်ပေါ့နော်ဒီ3ခွက်ကိုကျွန်တော်ကရွေးပေးသွားမယ်နော်ရွေးပေးသွားမယ်ဒီ break line အနေနဲ့ကကျွန်တော်ကဒီဘာဖြစ်လို့ပြလိုက်တာလဲဆိုရင်ပေါ့နော်ဒီတက်ကကျွန်တော်2ခွက်လောက်ရွေးဖို့ရှိလို့ပေါ့နော်6 break နဲ့ကျွန်တော်တို့ဒီမှာ4 break နဲ့နော်6 break 4 break ပြီးရင်ခွန် break 3ခွက်လောက်တော့ရွေးပေးလိုက်မယ်နော် okay ထိပ်ပိတ်ထဲကကျွန်တော်ရွေးမယ်ဆိုရင်ခုနပြောခဲ့သလိုပဲ90နဲ့2ပေါ့နော်ပြီးရင်ကျွန်တော်တို့90နဲ့4နော်ပြီးရင်40နဲ့ခွန်ပေါ့နော်ဒီ3ခွက်ဒါထိပ်ပိတ်ထဲကဒါကျွန်တော်အကြိုက်ဆုံးပေါ့နော်ရွေးပေးလိုက်မယ်okay ပြီးရင်ဒီ break တွေကတစ်ခုစီပေါ့နော်တစ်ခုစီကိုကျွန်တော်ရွေးသွားမယ်ဒီမှာကျွန်တော်တို့90နော်ပြီးရင်ကျွန်တော်တို့40 16နော်okay ဒီကောင်လေးကျွန်တော်ဒါရွေးပေးမယ်နော်အကြိုက်ဆုံးကတော့6နဲ့ပတ်သက်ပြီးတော့အကြိုက်ဆုံးပဲပေါ့နော်ညနေခင်းပိုင်းအတွက်ပေါ့နော်okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာထိပ်ပိတ်က3ခွက်ရွေးလိုက်တယ်ကျွန်တော် break line တွေက3ခွက်ပေါ့နော်အခြားကိုကြိုက်တဲ့ဆိုရင်တော့ဒါရွေးပြီးတော့ကစားလို့ရတယ်နော်ရွေးပြီးတော့ကစားလို့ရတယ်နှစ်အပိတ်နဲ့ဆိုရင်ခွန်နှစ်တို့ပါတော့ကျွန်တော်ကြိုက်တယ်ပေါ့နော်တစ်နဲ့ဆိုရင်ဒီမှာတစ်ရှစ်နော်တစ်ရှစ်ကလည်းဒိုင်ပိတ်ထားရလို့ပြောတာပဲနော်ဒါပေမဲ့ထိုးရမယ်ထင်ပါတယ်နော်တကယ်လို့ရန်ကျင်တဲ့ border တွေကဒါနောက်ထပ်နည်းနည်းလေးကြိုက်တာပေါ့နော်လောလောဆယ်ကဒီမှာ6ခွက်ပဲရှိတာဖြစ်တဲ့အတွက်ပုံမှန်တိုင်းကျွန်တော်တို့9ခွက်ဖြစ်သွားအောင်ပေါ့နော်9ခွက်ဖြစ်သွားအောင်ဆိုရင်ဒီထဲမှာကျွန်တော်ထည့်ခြင်းတဲ့ခဏလေးဆိုရင်တစ်ရှစ်ရှိမယ်နော်တစ်ရှစ်ပေါ့နော်ဒီမှာ break line နဲ့ပေါ့နော် break line နဲ့ပြီးရင်ညီကိုတစ်နှစ်နော်တစ်နှစ်ဒီကောင်တော့ဒါထိပ်ပိတ်ထဲကနေကျွန်တော်ထည့်ပေးလိုက်တာနော်ထိပ်ပိတ်ထဲမယ်နောက်ထပ်တစ်ခွက်ဆိုရင်ဗာထည့်ရမလဲပေါ့နော်9ခွက်ဖြစ်သွားအောင်ဆိုရင်3ညခွန်ပေါ့နော်3ညခွန်ကျွန်တော်နက်ခတ်လည်းရှိတာဖြစ်တဲ့အတွက်ပေါ့နော်โอเคဒါကတော့ကျွန်တော်ရွေးခွက်ဖြစ်ပါတယ်ဒီဘက်ကကိုကြိုက်တဲ့ဟာလေးတွေကိုကတ်ပြီးတော့ထိုးလို့လည်းရပါတယ်နော်โอเคပါအားလုံးပဲဒါ channel အသစ်လေးမှာလည်းအားပေးကြတဲ့ border တွေပေါ့နော်အားလုံးကိုတူတူရောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာနော် channel ကတိတ်ပြီးတော့မကြလိုက်ဘူးပေါ့နော်ကျွန်တော် 7k လောက်ဖြစ်သွားပြီ subscriber ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော်ကိုအခုလိုအတိမတ်ပြုပေးတဲ့အတွက်ပေါ့နော်โอเคကျွန်တော်မနေ့တုန်းကပြောသလိုပေါ့နော်ငယ်ချင်း make sure လဲဒါပြစ်သွားမှာစိုးတယ်ဆိုရင်ကျွန်တော်တင်တဲ့မူလေးတွေပေါ့နော်နောက်ပိုင်းတော့ကျွန်တော်ဇက်တိုက်လေးတွေဒါအခါခွင့်သိရင်ပေါ့နော်အခါခွင့်သိရင်ဆိုတော့ဘယ်လိုပြောမလဲကြတဲ့မူနဲ့ပေါ့နော်ကျွန်တော်တို့နောက်တစ်ပတ်ရှာရမယ့်ဟာဆိုရင်ကျွန်တော်အားလုံးကိုဒါရိုက်ပြီးတော့တင်ပေးပါမယ်เนาะရိုက်ပြီးတော့တင်ပေးပါမယ်အကောင့်လေးတွေစာအုပ်လေးတွေနဲ့တစ်ချက်မှတ်ပေးထားပါပေါ့เนาะကျွန်တော်နောက်ထပ် channel အသေးလေးလည်းထပ်ပြီးတော့ဖွင့်ဖို့ရှိတယ်ပေါ့เนาะအရင်တုန်းကလို့ထပ်ပြီးတော့ဖြစ်မှာစိုးလို့ပေါ့เนาะငါ pickup channel လေးထားဖို့ရှိပါတယ် 3D ရောပေါ့เนาะ 2D ရောဒီအတွက်ကြောင့်ကျွန်တော်နောက်ထပ်ဟိုပါပေါ့เนาะ channel 2ခု3ခုလောက်တော့လာပါလိမ့်မယ်ဗျာเนาะကြရင်ကျွန်တော်ထပ်ပြီးတော့ကြီးညာပေးပါမယ်เนาะကျွန်တော်တို့ဝုန်းတိုင်းကြီးဖြစ်သွားဆိုတော့ဒါမကောင်းလို့ပေါ့เนาะကျွန်တော်လည်းတော်တော်လေးဒါဒုက္ခရောက်သွားတယ်ပေါ့နော်0ကနေပြန်စရတယ်ပေါ့နော်โอเคပါအခုလိုကျွန်တော်အတိမတ်ပြုပေးတဲ့အတွက် subscribe တွေလုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနော်အခုမှလာကြည့်တဲ့ border တွေလည်း subscribe ဆိုတဲ့နေရာလေးကိုနှိပ်ထားလိုက်ပေါ့နော်ပြီးရင်ခေါင်းလောင်းလေးကို on ထားလိုက်ပါဒါဆိုရင်ကျွန်တော်တင်တိုင်းဗီဒီယိုတွေကိုတွေ့ရပါလိမ့်မယ်ဗျကျေးဇူးတင်ပါတယ်ညနေခင်းမှာအားလုံးပဲအဆင်ပြေကံကောင်းပါစေဗျာနော်ဘိုင်ဘိုင်ပါ